အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဆက်လက်တက်ဆောင် YouTube channel ကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့ကျွန်တော်ကဒီဘယ်အကြောင်းကို knowledge sharing လုပ်ပေးပါမလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီနေ့ title ကတော့ how to add guest user in our tenant ဆိုတဲ့ title နဲ့ကျွန်တော်က knowledge sharing လုပ်ပေးပါမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီနေ့ကျွန်တော်တို့ရဲ့tenant တွေကိုပေါ့နော်တခြားသော external user တွေ guest user တွေကိုဘယ်လိုမျိုး add လုပ်လို့ရလဲဆိုတာကို sharing လုပ်ပေးပါမယ်ဒီလိုမျိုးဘာကြောင့် add လုပ်လို့ရလဲ add လုပ်ရတာလဲဆိုတော့ကျွန်တော်တို့ကတစ်ခါတည်းမှာကျွန်တော်တို့ရဲ့ဒီ internet user တွေကြီးပဲ collaboration လုပ်တဲ့ project တွေရှိကြလို့တစ်ခါတည်းမှာကျွန်တော်တို့က external user တွေနဲ့ပေါင်းပြီးတော့လုပ်ရတဲ့ project တွေအလုပ်တွေရှိလာနိုင်တယ်ပေါ့နော်အဲ့ဒါကြရင်ကျွန်တော်တို့က communicate လုပ်ဖို့အတွက်ကျွန်တော်တို့မှာ internet ထဲမှာရှိတဲ့ group တွေ app တွေ services တွေတခြားသော services တွေ resources တွေကို share သုံးဖို့အတွက်ဆိုရင်ကျွန်တော်တို့ကဒီ external user ကို invite လုပ်ပြီးတော့ collaborate လုပ်မှာပဲရမှာပေါ့နော်အဲ့လိုမျိုး scenario တွေမှာကျွန်တော်တို့က external user တနည်းအားဖြင့်ကျွန်တော်တို့ guest user ကို invite လုပ်ပြီးတော့သုံးကြပါတယ်အဲ့တော့ဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်တို့ external user တွေကိုဘယ်လိုမျိုး add မလဲပြီးတော့ဘယ်လိုမျိုး collaborate လုပ်လို့ရတဲ့အကြောင်းအရာကိုဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီ configuration ဗီဒီယိုလေးကိုစလိုက်ကြအောင်ဟုတ်ကဲ့ပါအဲ့တော့အရင်ဆုံးအနေနဲ့ကျွန်တော်တို့က configuration လုပ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ရဲ့ဒီ Microsoft Entra Admin Center တွေကိုတော့အရင်ဝင်ဖို့တော့လိုအပ်ပါတယ်အဲ့တော့ကျွန်တော်တို့ Entra Admin Center တွေကိုဘယ်လိုဝင်ရမလဲဆိုရင်တော့ကျွန်တော်တို့ရဲ့ URL မှာ entra.microsoft.com လို့ရိုက်ပြီးတော့ကျွန်တော်တို့ရဲ့ Microsoft Entra Admin Center တွေကိုကျွန်တော်တို့ကဝင်လို့ရပါတယ်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ကျွန်တော်တို့က Entra Admin Center တွေရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့ overview အနေနဲ့ဘာကိုမြင်ရမလဲဆိုတော့ကျွန်တော်လက်ရှိဝင်ထားတဲ့ account ဖြစ်တဲ့ Fresh AVN ဆိုတဲ့ GA permission ရှိတဲ့ account ကိုကျွန်တော်ကလက်ရှိမှာသုံးထားပါတယ်အဲ့တော့ကျွန်တော်တို့ကဒီကောက်သုံးပြီးတော့ဒီ network license ဆိုရင်ဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့က Microsoft Entra ID P2 ဆိုတဲ့ license ကိုကျွန်တော်တို့ကသုံးထားရပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့ဒီနေ့မှာ guest user ကိုလုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုတော့ Entra ID ရဲ့အောက်မှာရှိတဲ့ကျွန်တော်တို့ external identity ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ကသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ Entra ID ဆိုတဲ့အောက်မှာကျွန်တော်တို့ရဲ့ external identity ကိုကျွန်တော်တို့ကယူလိုက်မယ်ပြီးသွားရင်တော့ကျွန်တော်တို့ကဘယ်ကိုယူမလဲဆိုတော့ကျွန်တော်တို့ကဒီ external collaboration setting ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ကယူရမှာပဲဖြစ်ပါတယ်ဟုတ်ပါပြီအဲ့တော့ကျွန်တော်တို့ကဒီ external user တွေကို invite ဖို့အတွက်ဆိုရင် Microsoft Entra role အနေနဲ့ကျွန်တော်တို့ကဘယ် role တွေလိုမလဲဆိုတော့ကျွန်တော်တို့က guest inviter role ရှိရင်ရတယ်ဒါမှမဟုတ်တခြားသော role ဖြစ်တဲ့ user administrator role ရှိရင်တော့ရတယ်ပေါ့နော်အဲ့ role တွေကနှစ်ခုတွေကတစ်ခုရှိရင်တော့ကျွန်တော်တို့ကရတယ်အခုကျွန်တော်တို့ကဒီနေ့မှာ GA permission ရှိတဲ့ Fresh AVN ဆိုတဲ့ global administrator account ကိုသုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီနေ့မှာဒီ guest user invitation ကိုတော့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့နောက်ထပ် information တစ်ခုအနေနဲ့ဘာရှိသေးလဲဆိုတော့ကျွန်တော်တို့ကဒီ guest user invitation ရာဆိုရင်တော့ဖြစ် default အနေနဲ့ဘာရှိလဲဆိုတော့ကျွန်တော်တို့ဒီမှာ guest invite setting အောက်မှာဆိုရင်သူကanyone in the organization can invite guest user လို့သူကပြောထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ exam တွေမှာလာနိုင်ခြင်းများတယ်ပေါ့နော်အဲ့တော့ guest user ကိုဘယ်လိုမျိုး role တွေကကျွန်တော်တို့ configuration လုပ်လို့ရတယ်အဲ့တော့ default အနေနဲ့ဘယ်လို setting ရှိလဲဆိုရင် default အနေနဲ့ကျွန်တော်တို့ normal user တော့၎င်း administrator တော့၎င်းကျွန်တော်တို့က guest user ကို invite လုပ်လို့ရတယ်ဟုတ်ပြီ normal user ဆိုရင်တော့ကျွန်တော်တို့က role အနေနဲ့ဆိုရင် guest user invite role နဲ့ကျွန်တော်တို့ user administrator role ကိုလိုမယ်ပေါ့နော် administrator ဆိုတော့ကျွန်တော်တို့က global administration နဲ့ရတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကဒီနေ့မှာဆိုရင် B2B collaboration ကိုနဲ့သွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့တခြားသော external identity တွေကိုကျွန်တော်တို့ configure လုပ်စရာမလိုဘူးပေါ့နော်သူက default အနေနဲ့သူက allow ပေးထားတဲ့အတွက်ကြောင့်ကျွန်တော်တို့က guest user invitation ကိုလုပ်လို့ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တေချာအောင်တော့ဒီ setting ဒီ external identity အောက်က external collaboration setting ရဲ့အောက်မှာရှိရဲကျွန်တော်တို့ဒီ option လေးကိုတော့ကျွန်တော်တို့ပြန်ပြီးတော့double check လုပ်ဖို့တော့လိုပါတယ်ဟုတ်ပြီကျွန်တော်ကဒီမှာဆိုရင် guest user invitation ကိုလည်း allow ပေးထားပြီဆိုတော့ကျွန်တော်တို့လုပ်ကြည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဘယ်ကိုပြန်သွားမလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ Entra ID အောက်မှာရှိရဲ user ဆိုတဲ့ tab အောက်ကိုပြန်သွားပြီးတော့ကျွန်တော်တို့ user ကို add ကြည့်မှာဖြစ်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင် add all user ရဲ့အောက်မှာကျွန်တော်တို့က new user ဆိုတဲ့ option ရဲ့ဘေးနားမှာကျွန်တော်တို့က drop down list တွေရှိတယ်အဲ့ drop down list တွေကိုကျွန်တော်တို့ကဖြန်းချလိုက်မယ်ဆိုရင် create new user ရှိတယ်လို့ကျွန်တော်တို့က invite external user ဆိုပြီးတော့ option ရှိသေးရပေါ့နော်အောက်မှာလည်းဒီက description ပါတယ် invite external user to collaborate with your organization ပေါ့နော်အဲ့တော့ collaboration လုပ်နေတယ်ဆိုရင်ကျွန်တော်တို့က invite external user ဆိုပြီးတော့ရတယ်ဆိုပြီးတော့သူက option ပေးထားတယ်ပေါ့ဟုတ်ပြီကျွန်တော်တို့ invite external user ဆိုတဲ့ option နဲ့ကျွန်တော်တို့ကတွားလိုက်မယ်ပြီးတော့ကျွန်တော်တို့က external user ရဲ့ကျွန်တော်တို့က mail ထည့်ပေးဖို့လိုတယ်အဲ့တော့ဒီနေ့မှာကျွန်တော်တို့ကဘာတွေရလဲဆိုတော့ outlook တွေရတယ်ကျွန်တော်တို့ Gmail တွေကိုထည့်ပြီးတော့သုံးလို့ရတယ်ပေါ့ဒါတော့ကျွန်တော်မှာနောက်တစ်ခေါက်ဖြစ်တဲ့
outlook.com ဆိုတဲ့ account တစ်ကောင်ကိုကျွန်တော်ကသုံးလိုက်မယ်ပေါ့ external user အနေနဲ့ invite လိုက်မယ်အဲ့တော့ကျွန်တော်တို့ invitation လုပ်ချင်တဲ့ user ရဲ့ email ကိုတော့မှန်ဖို့လိုတယ်ပေါ့နော်ဒီမှာဆိုကျွန်တော်က iamnewu@outlook.com ဆိုတာကျွန်တော်ကဘယ် account လဲဆိုတော့ဒီမှာဆိုရင် iamnewu@outlook.com ဆိုတဲ့ account ကိုကျွန်တော်ကသုံးထားတယ်ပေါ့နော်အဲ့တော့ဒီ account ကိုကျွန်တော်တို့က external user အနေနဲ့သုံးပြီးတော့ကျွန်တော်တို့ကဒီနေ့မှာ testing လုပ်ရမှာဖြစ်တယ်အဲ့တော့ display အနေနဲ့ကျွန်တော်တို့ကဘာပေးမလဲဆိုရင်နေဦး EHD user လို့ကျွန်တော်ကပေးလိုက်မယ်ပေါ့နော် EHD user external user လို့ကျွန်တော်တို့ပေးလိုက်မယ်ပြီးရင်သူ့ကို invitation message ကိုကျွန်တော်တို့ကmail ကနေစင်းပို့မှာဖြစ်တယ်ပေါ့နော်ပြီးရင်အဲ့တော့ message ပါညာကျွန်တော်တို့ရေးပေးခြင်းသေးလားဆိုပြီးတော့ဒီမှာoption နေနဲ့ရှိရပေါ့နော်ပြီးရင်ကျွန်တော်တို့ CC ခံမဲ့ recipient နေခံပါလားဆိုပြီးတော့ရှိရကျွန်တော်လောလောဆယ်တော့ဒါတွေကိုမဖြေဘဲနဲ့ကျွန်တော်က next နဲ့ပဲတွားလိုက်မယ်ဟုတ်ပြီဒီနေရာမှာဆိုတော့ကျွန်တော်တို့ကပုံမှန် internet user create လိုမျိုးပဲ external user မှာလည်း first name last name ပြင်သူကဘာရှိသေးလဲဆိုရင် user type မှာဆိုသူက automatically guest user လို့ရေးပေးထားတယ်အဲ့လောက်ကျွန်တော်တို့ကပြောင်းချင်တယ်ဆိုရင် member ပြောင်းလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့က guest user ဆိုတာပုံမြင်တာအောင်လို့ guest ပဲထားလိုက်မယ်ပေါ့နော်ပြီးတော့သူ့ရဲ့ job information တွေကိုထည့်လို့ရမှာရှိတယ်ပြီးရင် contact information တွေရှိမယ်ပြီးတော့သူ့ရဲ့ဒီ parent control တွေ setting တွေနဲ့ပတ်သက်ပြီး user location တွေရှိရပေါ့နော်အဲ့တော့လောလောဆယ်ကျွန်တော်ကဒီ property မှာဆိုသူ့ရဲ့ first name last name ပဲကျွန်တော်ကရေးလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာနေ last name ကဦးဆိုပြီးပဲကျွန်တော်ကရေးလိုက်မယ်ပေါ့နော်ပြီးကျွန်တော်တို့ next ကိုနေလိုက်မယ်အဲ့တော့ next မှာဆိုကျွန်တော်တို့ assignment tab ကိုရောက်သွားပြီအဲ့တော့ assignment မှာဆိုရင် तू ကဘာလုပ်လို့ရလဲဆိုတော့ဒီuser ကိုတခါလေ group တွေထဲကိုထည့်ပေးလိုက်လို့ရသလိုတခါလေ row တွေလည်းပေးလို့ရတယ်ပေါ့နော်အဲ့တော့ तू ကဘယ်လောက်ထိပဲရလဲဆိုတော့ make it to 20 group of row assignment ဒီပဲ तू ကရတယ်ပေါ့နော်လောလောဆယ်တော့ကျွန်တော်ကဒီမှာ group တွေလည်းမထည့်သလိုဒီ row တွေလည်းလောလောဆယ်တော့မပေးသေးဘူးကျွန်တော် next နဲ့ပဲတွားလိုက်မယ်ပြီးသွားဆိုဒီနေရာရောက်ပြီဆိုရင်ကျွန်တော်တို့ကခုနကလောက်ရတဲ့ step by step တွေရဲ့ configuration တွေကိုပြန်စစ်လို့ရတယ်ကျွန်တော်တို့ပြင်စရာရှိရဆိုရင် previous ကိုသွားပြင်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ invite ကိုနှိပ်လိုက်ပြီဆိုတာနဲ့ဒီ user ရှိကို mail ရောက်ပြီးတော့ကျွန်တော်တို့ရဲ့ tenant တွေကို external user တနည်းအားဖြင့် guest user အနေနဲ့ဝင်ရောက်သုံးဖို့အတွက်ကိုကျွန်တော်တို့က message ပို့တဲ့အနေနဲ့ကျွန်တော်တို့က request လုပ်တဲ့သဘောနဲ့တွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်က invite ကိုနှိပ်ကြည့်လိုက်မယ်ဟုတ်ပြီဒီမှာဆိုရင် user invitation in progress လို့ပြီးတော့သူကတွားနေပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ notification တွေကိုဖြည့်ထားရမယ် success မဖြစ်သေးဘူးအချိန်တစ်ခုစောင့်ရတယ်ပြီးွားပြီဆိုကျွန်တော်တို့က successfully invited user အဲ့တော့ဘယ် user လဲဆိုတော့နေဦး EHD user အတွက် user ကိုကျွန်တော်တို့က invite လိုက်ပြီဟုတ်ပြီအဲ့တော့ကျွန်တော်တစ်ချက်ပြန်ပြီးတော့ကျွန်တော်တို့အားကြည့်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်နေဦးဆိုရကြည့်လိုက်မယ်ဒီမှာနေဦး EHD user ဆိုပြီးတော့ကျွန်တော်တို့ရဲ့ user type က guest user အနေနဲ့ကျွန်တော်တို့ကပေါ်နေပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ကသူ့ရဲ့ profile နဲ့ဝင်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကပုံမှန် internet user တွေလိုမျိုးပဲ setting တွေကိုကျွန်တော်တို့ကမြင်ရမယ်အဲ့တော့ဒီမှာ तू ကဘာထူးခြားသွားလဲဆိုတော့သူ့ရဲ့လက်ရှိမှာကျွန်တော်တို့ဒီ user က access လုပ်လားမလုပ်လားကိုကျွန်တော်တို့ကဘယ်လိုကြည့်လို့ရလဲဆိုတော့ဒီ B2B invitation မှာကျွန်တော်တို့ကကြည့်လို့ရတယ်အဲ့တော့သူ့ invitation status ကဆိုရင်တော့ဒီအခုမှဆိုရင် pending acceptance ဆိုတော့ तू ကဟိုဘက် user ကိုတော့မေးပို့ထားတယ်ဟိုဘက် user က accept မလုပ်သေးဘူးပေါ့နော် pending status မှာရှိရဲဆိုပြီး तू ကပြောနေတာပေါ့နော်အဲ့တော့ပြီးတော့သူ့ရဲ့ current user ရဲ့ status က external ဖြစ်တယ်အကောင့်က loss မှာ enable ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီ user က access လုပ်ပြီးရင်တော့ဝင်သုံးလို့ရတယ်ဆိုတဲ့သဘောပေါ့နော်ပြီးသူ့ရဲ့ information နဲ့အစုံလေးကိုကျွန်တော်တို့ကဒီမှာ overview အနေနဲ့မြင်ရမယ် group membership တွေကျွန်တော်တို့ပြီးွားရင် application ဒီဘယ်ဥစ္စာကို access ရလဲ assignment တွေကဗာပေးထားလဲသူလက်ရှိ license ရောဗာထည့်ပေးထားတဲ့အစားကျွန်တော်တို့ကကြည့်လို့ရတယ်ဟုတ်ပြီအဲ့တော့တစ်ဖက်မှာဆိုရင်ကျွန်တော်တို့က external user အနေနဲ့တစ်ဖက်မှာဆိုရင်ကျွန်တော်တို့က mail ရောက်မြောက်ကိုကျွန်တော်တို့ကပြန်ပြီးတော့စစ်ဖို့တော့လိုအပ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ mail ကိုတစ်ချက်ပြန်ပြီးတော့စစ်ကြည့်မယ်ပေါ့နော်သူရှိကို mail ရောက်လာလားပေါ့အားသားထဲမှာတော့ကျွန်တော်တို့ရောက်လာဆိုတော့ချက်ကြည့်မယ်တော်တော်ဆယ်တော့ mail ကမရောက်ရှိသေးဘူးပေါ့နော်ကျွန်တော်တို့အချိန်တိုင်းတာတစ်ခုတည်းတော့စောင့်ဖို့တော့လိုအပ်တယ်ပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့အချိန်တိုင်းတာတစ်ခုတိစောက်ပြီးသွားပြီဆိုတဲ့အချိန်မှာဒီ user ရဲ့ကျွန်တော်တို့ chat email ပေါက်ထဲမှာသူကဘာပေါ်လာလဲဆိုတော့ဒီခုနကတော့အချိန်တွေပဲပေါ့နော်ကျွန်တော်တို့ရဲ့ဒီ external user အဖြစ် invite ကိုကျွန်တော်တို့ရတယ်ပေါ့နော်အဲ့တော့ center အနေနဲ့ဘယ်လိုရှိမလဲကျွန်တော်ခုနသုံးခဲ့တဲ့ fresh avn ဆိုတဲ့ account ရှိမယ်ပြီးတော့ organization အနေနဲ့ tenant နေရာဘာဖြစ်မလဲဆိုတော့နေဦး universe ဖြစ်မယ်ပြီးတော့ domain ကဘယ် domain နဲ့ပို့ရလဲဆိုတော့ site ဆိုတဲ့ domain နဲ့ပို့တယ်ပေါ့နော်အဲ့တော့ဒီ invitation ကိုကျွန်တော်တို့က access လုပ်မှာလားမလုပ်ဘူးလားဆိုတော့ကျွန်တော်တို့ကဆုံးဖြတ်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော် access လုပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ basic လေးဝင်နှိပ်လိုက်မယ်ပေါ့နော်အဲ့တော့ဆိုရင် तू က link တစ်ခုကို तू က route သွားတယ်ပေါ့နော် access ဖြစ်ကြအောင်ကျွန်တော်တို့ကဒီ confirmation လုပ်ဖို့အတွက် link တစ်ခုကို तू က route သွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တစ်ချက်လောက်အချိန်လေးစောင့်လိုက်မယ်ပြီးသွားရင်တော့ကျွန်တော်တို့ဒီ sign in to your account ဆိုတဲ့နေရာမှာကျွန်တော်တို့ကဒီပထမဆုံးအနေနဲ့ तू pin ထည့်ပေးရမယ်ပေါ့နော်ကျွန်တော်တို့ကဒီမှာလက်ရှိမှာ testing ဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ရဲ့
computer ရဲ့ပင်ကိုပဲကျွန်တော်ထည့်လိုက်မယ်ပြီးတော့သူကဒီမှာ approve sign in request ပြီး before you can access the sensitive information you need to approve request ဒီဟာကိုသုံးဖို့လိုတယ်လို့သူကတော့ပြောထားရပေါ့နော်အဲ့တော့ကျွန်တော် Microsoft Authenticator app ထဲဝင်လိုက်မယ်ပြီးကျွန်တော်က approve လေးပေးလိုက်မယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော် approve ပေးပြီးွားပြီဆိုတော့ तू ကလက်ရှိမှာ stay sign in ပဲလုပ်မလားကျွန်တော်တို့ထွက်မလားလို့မေးလိုက်တယ်အဲ့တော့လက်ရှိမှာကျွန်တော်က stay sign in နဲ့ကျွန်တော်က yes လို့ပြီးတော့ကျွန်တော်ကရွေးလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်အကောက်ထဲကို sign in ဝင်သွားပြီအဲ့တော့ permission ဒီ tenant ထဲမှာရှိတဲ့ permission တွေအားလုံးကို rule regulation တွေအားလုံးကိုလက်ခံပါလားဆိုရဲဒီမေးခွန်းပေါ့နော်အဲ့တော့ကျွန်တော်တို့က permission requested by Neu Universe အဲ့တော့ကျွန်တော်ကဒီကောင်ကိုလည်း access ပဲကျွန်တော်ကနှိပ်ပေးလိုက်မယ်ပြီးသွားရင်ကျွန်တော်တို့ဒီ more information တွေလည်းဒီနေရာမှာလည်းကျွန်တော်တို့ next ပဲကျွန်တော်တို့နှိပ်လိုက်မယ်ပေါ့နော်အဲ့လိုဆိုရင်တော့ဒီမှာ my sign in .microsoft.com register ဆိုတဲ့ပုံစံနဲ့ကျွန်တော်တို့အကောင့်က sign in သဘောနဲ့ဝင်သွားမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့က sign in လုပ်ပြီးဆိုရင်တေချာတူကကျွန်တော်တို့ရဲ့ tenant ထဲမှာ MFA on ထားတဲ့အတွက်ကြောင့်မလို့ဒီ user ကတေချာပေါင်းသူ့ account အတွက်ဆိုရင် MFA လုပ်ကိုလုပ်ရမယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော် MFA လေးတစ်ချက်ဆက်တက်ချလိုက်မယ်ပေါ့အဲ့တော့ကျွန်တော်ဒီမှာဆိုရင် QR code ရပြီဆိုကျွန်တော်တို့ကဘယ်လိုသွားမလဲဆိုရင် Microsoft Authenticator app ထဲသွားမယ်ပြီးရင်ဒီမှာရှိတဲ့ QR code ကိုကျွန်တော်တို့က scan လေးတစ်ချက်ဖတ်လိုက်မယ်စကန်ဖတ်ပြီးွားပြီဆိုကျွန်တော်တို့ကဒီကောင်ကို next လေးလုပ်လိုက်ပြီးတော့ဒီကောင်က code number ကျွန်တော်တို့ကို provide မယ်ပေါ့နော်80ဆိုကျွန်တော်တို့ကလည်းဒီမှာ Microsoft Authenticator app မှာပဲ80ကိုရိုက်ထည့်ပြီးတော့ verification ထပ်ပြီးတော့လုပ်လိုက်မယ်ပေါ့နော်အကောင့်ထဲကိုကျွန်တော်တို့ဝင်ဖို့အတွက်အဲ့တော့ authentication ကထည့်ပြီးွားပြီဆိုတော့ကျွန်တော်တို့က done လိုက်မယ်အဲ့တော့ကျွန်တော် authentication pass ဖြစ်သွားပြီဆိုရင်သူကကျွန်တော်တို့ရဲ့ဒီ profile ပေါ့နော်ကျွန်တော် software profile နဲ့ကိုဝင်သွားမှာဖြစ်တယ်အဲ့တော့ဒီမှာဆိုရင် Neu EHD user ဆိုရဲကျွန်တော်ပေးထားတဲ့ display name နဲ့ပဲသူကဝင်မယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒီကျွန်တော်ဒါနဲ့ပဲတုံးလိုက်မယ်အဲ့လိုဆိုရင်ကျွန်တော်တို့ရဲ့ဒီ dashboard တွေကိုကျွန်တော်တို့ရောက်သွားပြီဖြစ်တယ်ပေါ့နော်အဲ့တော့လောလောဆယ်မှာကျွန်တော်ကဒီ user အတွက်ဘာအမှလည်းကျွန်တော်က resource တွေကို allow list ပေးထားမှာမဟုတ်တဲ့အတွက်ကြောင့်မလို့မရှိဘူးခုနကပတ်သက်ပြီးတော့လဲသူ့ရဲ့ group ကတော့ဒီလောလောဆယ်မှာတော့သူနဲ့သူဝင်ထားတဲ့ group ကလည်းဘာမှမရှိသေးဘူးပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်ကဒီ user ကတော့ဒီ tenant ထဲမှာကျွန်တော်တို့ပုံမှန်တိုင်း role တွေပေးလိုက်မယ်ကျွန်တော် group ရဲ့ထည့်ပေးလိုက်မယ်တခြားသော resources တွေဖြစ်တဲ့ resources တွေ app တွေကိုကျွန်တော်တို့က permission တွေတုံးခွင့်တွေ rewrite တွေပေးလိုက်မယ်ဆိုရင်ကျွန်တော်တို့ collaboration လုပ်လို့ရပြီဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဒီ user က accept နှိပ်လိုက်ပြီဆိုရင်ကျွန်တော် tenant ဘက်မှာဆိုရင်ဘယ်လိုမြင်ရမလဲဆိုတာကျွန်တော်ကတစ်ချက်လေးကြည့်လိုက်မယ်ပေါ့နော်အဲ့တော့ဟုတ်ပြီခုနကတိုင်းမှာကျွန်တော် user ကိုသွားမယ်ပြီးတော့ all user အောက်မှာကျွန်တော်တို့ကခုနကတော့ user ဖြစ်တဲ့ Neu EHD user ပေါ့နော်အဲ့ဒီ user ကိုကျွန်တော်တို့ကတစ်ချက်ဝင်ပြီးတော့ကြည့်လိုက်မယ်သူ့ရဲ့ status ကဘယ်လိုပြောင်းသွားပြီလဲပေါ့နော်အဲ့တော့ဒီမှာပဲသူ့ရဲ့ profile အောက်မှာပဲကျွန်တော်တို့က B2B invitation မှာ invitation ရဲ့ status က accepted ဖြစ်သွားပြီနော်အဲ့တော့ကျွန်တော်တို့ကဒီ user ကကျွန်တော်တို့ရဲ့ tenant ထဲကိုလည်းရောက်သွားပြီလက်ရှိမှာ3နဲ့3နေပြီကျွန်တော်တို့ကဒီ user ကိုကျွန်တော်တို့ရဲ့ tenant ထဲမှာရှိတဲ့ resource တွေဖြစ်တဲ့ app တွေတခြားသော cloud app တွေပေါ့နော်ပြီးရင်ခုနကပတ်သက်တဲ့ permission တွေဒါပေးလိုက်မယ်ဆိုရင်ဒီ user ကကျွန်တော်တို့ရဲ့ဒီ tenant ထဲမှာကျွန်တော်တို့ internet user တွေနဲ့ external user တွေနဲ့ collaboration လုပ်ပြီးတော့ project တွေလုပ်တာလို့ကျွန်တော်တို့ working တွေလုပ်တာလို့အားလုံးကိုအတူတူကလုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ share ဝင်သွားတဲ့အကြောင်းအရာတွေကတော့ကျွန်တော်တို့ how to add external user တနည်းအားဖြင့် guest user ကိုကျွန်တော်တို့ Entra Administrator တွေကိုဘယ်လို invite လုပ်မလဲဆိုတဲ့ပုံစံနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးသွားတာပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုနဲ့အတူပြန်လာခဲ့ပါမယ်ခင်ဗျာ